ကဲဘဝမှာကိုယ်အသေးအချဆွဲထားတဲ့အစီအစဉ်တွေရုပ်ရည်ပြက်စီးထားတဲ့အခါမျိုးမုံတိုင်းဒီကြားမှာရုန်းကန်နေရတဲ့အခါမျိုးမှာမျက်ကွယ်မှာခံစားနေရတဲ့နာကျင်မှုတွေရဲ့နောက်ကွယ်ကတကယ်ရည်ရွယ်ချက်ကဘာများဖြစ်မလဲဒီနေ့တင်ဆက်မှုမှာတော့ဖန်ဆင်ရှင်ရဲ့အချိန်ကိုက်စီစဉ်မှုတွေပြီးတော့အလုံးစုံပုံအချင်းဆိုရဲ့နက်နဲလာတဲ့အကြောင်းအရာတွေကိုအရင်အမြင့်တွေကနေတဆင့်အတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်တို့အားလုံးလိုလိုကိုမျှော်လင့်ထားတဲ့အစီအစဉ်တွေပြည့်စည်သွားတဲ့နာကျင်မှုကိုကြုံဖူးကြမှာပါနော်ဒါပေမဲ့စဉ်းစားကြည့်ပါတကယ်ကိုအကူအညီလိုအပ်နေတဲ့ချိန်မျိုးအခက်ခဲအဖြစ်ဆုံးအချိန်မျိုးမှာဖန်ဆင်းရှင်ရဲ့အတန်ကဘာကြောင့်များလုံးဝဖြုတ်ကွယ်ပြီးတိတ်ဆိတ်နေတတ်တာလဲဆိုတာတွေးကြည့်ဘူးလားဒီတော့အပိုင်းတစ်ဖြစ်တဲ့တိတ်ဆိတ်သောနာကျင်မှုဒါမှမဟုတ်အဖြစ်မရတဲ့ဆူတောင်းတွေရဲ့ဝန်ထုတ်ဝန်ပိုးအကြောင်းကိုစပြောကြရအောင်နေ့ဘက်မှာတော့အားလုံးအဆင်ပြေလို့ဟန်ဆောင်နေပေမဲ့ညဘက်တယောက်တည်းရှိနေချိန်မှာတော့အထက်ကကြံကိုးရှင်များငါ့ကိုမိတ်လျော့သွားပြီလားဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်ဒီအခါမှာတိတ်ဆိတ်ခြင်းကပိုပြီးကျင့်လောင်လာတတ်တယ်လေတကယ်စန့်ကျင်ဘက်အမှန်တရားကဒီမှာဗျကျွန်တော်တို့ကတာအပြစ်ပေးခံရတယ်ဒါမှမဟုတ်စွန့်ပစ်ခံရတယ်လို့ထင်နေတတ်တာတကယ်တမ်းဝိညာဉ်ရေးရရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ဒါဟာကြီးမားတဲ့အကာအကွယ်ပေးမှုလုပ်ငန်းစဉ်တစ်ခုဖြစ်နေတတ်ပါတယ်ဒီစကားလေးကိုတတိယကြည့်ပါခိုင်မာတဲ့အိမ်တစ်လုံးကိုအားနေတဲ့မိပေါ်မှာတိဆောက်လို့မရပါဘူးကိုယ့်ရဲ့အချိုးသောအိမ်မက်ဒီပတ်သက်ဆက်နွယ်မှုဒီပြိုကွဲသွားရတာဟာတကယ်တော့အနာဂတ်မှာအပိတိုင်ပျက်စီးမသွားဖို့အတွက်မရှိမဖြစ်လို့အတဲ့ဖြိုခွဲဖယ်ရှားမှုတစ်ခုတတ်ပါပဲဆက်ပြီးတော့အပိုင်းနဲ့ကာကွယ်သောငင်းပယ်ခြင်းတနည်းအားဖြင့်ဖျားသခင်ရဲ့လမ်းကြောင်းပြောင်းပေးခြင်းကိုကြည့်ရအောင်ရှုံးနေမှုတွေကိုရှုထောင့်အတိတ်ကနေကြည့်မယ်ဆိုရင်အပြေမရတဲ့ဆူတော်ချိုက်တွေဆိုတာတကယ်တော့ကျွန်တော်တို့ကိုမမြင်နိုင်တဲ့ထောင်ချောက်တီကနေကာကွယ်ပေးချတဲ့အကြီးမားဆုံးတိုင်းကနေထိနေပါတယ်ဒီသားရဲ့တဘာဝကအပြင်ပန်းအခြေအနေတွေကိုပဲပြုပြင်ပေးဖို့အမြဲတမ်းတောင်းဆိုတတ်ကြတယ်လေဒါပေမဲ့ဖျားသခင်ရဲ့အစီအစဉ်တော်ကတော့အခြေအနေတွေကိုပြောင်းလဲမှုထက်ကျွန်တော်တို့ရဲ့အတွင်းစိတ်ဝိညာဉ်ရေးပြောင်းလဲမှုပေါ်မှာတောင်အလုံးစုံအာယုံစိုက်ထားတာဖြစ်ပါတယ်ဆိုတော့နာကျင်မှုဆိုတာဘယ်တော့မှအလဟတမဖြစ်တော့ပါဘူးတိတ်ဆိတ်ခြင်းကခွန်အားကိုပေးတယ်ညင်းဘက်ခံရခြင်းကလမ်းမှန်ကိုပြတယ်နှောင်နေခြင်းကနှဆိုင်မှုကိုပေးပြီးကျိုးဘက်ခြေခွဲခြင်းကစစ်မှန်တဲ့နှလုံးသားကိုရရှိစေပါတယ်ပြောရရင်နာကျင်မှုဆိုတာယာယီကုန်းချီနေရမှာခိုင်မြဲတဲ့ကြံ့ခိုင်မှုကိုအစားထိုးပေးတဲ့တင်းကျပ်တဲ့ဆရာတူလို့ပဲကဲအပိုင်းသုံးဖြစ်တဲ့မမြင်ရတော့မြင့်များသို့မဟုတ်အမောင်တွေကကြီးချွတ်မှုစီကိုတွားကြမယ်ကျွန်တော်တို့ရဲ့တိုးတက်မှုတွေဘာကြောင့်ရက်တက်နေလို့ခံကြရလာလဲဆိုတာကိုဒီအချက်ကကောင်းကောင်းရှင်းပြပေးပါလိမ့်မယ်တက်ပင်တပင်ကိုမြင်ရောင်ကြည့်လိုက်ပါမြေပြင်ထပ်မှာမျက်စိနဲ့မြင်နိုင်တဲ့အရာတစ်ခုမှမပေါ်လာခင်အချိန်အကြာကြီးမှာကတည်းကအနာဂတ်အောင်မြင်မှုကိုထိန်းသိမ်းနိုင်ဖို့အတွက်ကြီးမားတဲ့အုံမြင့်တစ်ခုကိုမြေအောက်အမောင်ထိုးထဲမှာလုံးဝကိုအရင်တည်ဆောက်နေရတာဖြစ်ပါတယ်အကယ်၍များအရာအလုံးကိုအကျွေးမဲ့သိနေမယ်ဆိုရင်လေအရာကိုကိုယ်တိုင်ထိန်းချုပ်ခြင်းနဲ့ဆန္ဒတဲ့ပဲကြီးထွားလာပါလိမ့်မယ်ယုံကြည်ခြင်းဆိုတာတတ်တောင့်တတရှိမှုမှတည်ဆောက်လို့မရပါဘူးဘာဖြစ်လာမလဲမသိရတဲ့တန်ရှင်းမင်းမြတ်တဲ့ဂျားကာလာမှာစောင့်ဆိုင်ရခြင်းကသာစစ်မှန်ပြီးရကြတဲ့ယုံကြည်ခြင်းကိုဖြစ်ထွန်းစေတာပါကျိုးဘက်ကြီးခွဲရလဲဆိုတာအားနဲ့လို့မဟုတ်ပါဘူးဒါလေးကိုတေချာမှတ်ထားစီခြင်းပါတယ်ဖျားဖဲခံရမှတန်ဖိုးတက်လာတဲ့စိတ်တွေမီးနဲ့တန့်စင်ခံရမှအဖိုးတက်လာတဲ့ရွှေတွေလိုမျိုးကျွန်တော်တို့ဟာပိုကောင်းတဲ့ပုံစံတစ်ခုဖြစ်ပြန်လဲပုံသွင်းခံနေရတာပါဒီတော့အပိုင်းလေးဖြစ်တဲ့မုံတိုင်းတွေကယုံကြည်ခြင်းကိုရောက်လာပါပြီစစ်မှန်တဲ့ဘဝချင်းဆိုတာပါလဲဆိုတာကိုသိရဖို့အကျွမ်းမဲ့ယုံကြည်ခြင်းရဲ့အနှစ်သာရကိုပြသနေတဲ့ရေးတာအရာရှိတူနဲ့ဇနီးဖြစ်သူတို့ရဲ့ကြောက်မက်ထွယ်မုံတိုင်းတွေကဇလန်တစ်ပုဒ်ကိုကြည့်ကြရအောင်ဇလန်ကဒီလိုပါသမုဒ္ဒရာပြည်လယ်မှာတင်မောကြီးဟာအမဲအောင်လိုင်းတံမိုးတွေကြားပြင်းထန်စွာရိမ့်ထိုးနေပါတယ်တင်မောဘော်ကလူတိုက်ကတေရတော့မယ်ဆိုပြီးအလွန်အမြင့်ထိလန့်နေချိန်မှာခင်ဖွန်းဖြီသူရေတဲ့အရာရှိကတော့လုံးဝကိုတည်ငြိမ်နေပါတယ်ဒါကိုကြည့်ပြီးကြောက်ရွံ့နေတဲ့ဇနီးတိုက်ကရှင်ကဘယ်လိုလုပ်ဒီလောက်တည်ငြိမ်နေနိုင်ရလဲအန်ရရေကိုမမြင်ဘူးလားလို့အထိတ်တလန့်မေးလိုက်ပါတယ်အဲ့ဒီအခါမှာအရာရှိကစကားတခုမှမပြောဘဲသူ့ရဲ့တားကိုဆွဲထုတ်ပြီးဇနီးတဲ့ရဲ့လက်ပင်ကိုထောက်လိုက်ပါတယ်ပြီးတော့အခုတော့မင်းကြောက်လားလို့မေးလိုက်ပါတယ်စဉ်းစားကြည့်ပါဒါလုံခြုံမှုကိုဘယ်အပေါ်မှာထားရှိတယ်လဲဆိုတာကိုစမ်းသပ်လိုက်တဲ့တကယ့်ကိုတုံလို့ဖွဲ့အခိုက်အတန့်ပါပဲအန်တိုးဆရာကောင်းတာကဇနီးတဲ့ကမကြောက်ပါဘူးရှင်ကကျမကိုချစ်မှန်းသိလို့ရှင်ကိုယုံကြည်တယ်လို့ဖြေခဲ့ပါတယ်ဒါပါပဲဒါဟာယုံကြည်ခြင်းရဲ့အတိတ်ပဲပါပဲငြိမ်းချမ်းမှုဆိုတာအန်တရဲ့ကင်းရှင်းနေခြင်းမှာရှိတာမဟုတ်ပဲတန်ခိုးအာဏာကိုကင်ဆွဲထားသူရဲ့နှလုံးသားကိုအကျွမ်းမဲ့ယုံကြည်ခြင်းမှသာရှိတယ်ဆိုတာဒီဇက်လန်ကသက်သေပြနေပါတယ်ကဲအခုနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းက80ရမိခြေလမ်းများကိုရောက်ရှိလာပါပြီမုံတိုင်းကိုချော့ဖြစ်ပြီးတဲ့နောက်လက်တွေ့ဘယ်လိုဆက်လျှောက်ကြမလဲဆိုတာကြည့်ကြရအောင်ဒီနေရာမှာမတ်သားထားရမယ့်အချက်၄ချက်ရှိပါတယ်
နံပါတ်1ကပျက်စီးသွားတာတွေကိုပြန်ပြင်ဖို့ကြိုးစားနေတာကိုရပ်တန့်လိုက်နံပါတ်2နေ့စဉ်လုပ်ရမယ့်တာဝန်ဒီအပေါ်မှာဒါအာယုံစိုက်ပါနံပါတ်3အနေနဲ့ထိန်းချုပ်လို့မရတဲ့အနာဂတ်အတွက်စိုးရင်ပူပန်မှုတွေကိုလုံးဝဆွလွတ်လိုက်နောက်ဆုံးနံပါတ်4ကတော့ပျက်စီးသွားတဲ့အစီအစဉ်တွေဟာတကယ်တော့ဖျားသခင်ရဲ့ဝင်ရောက်ကဲတင်မှုတွေဖြစ်တယ်ဆိုတာကိုနားလေလက်ခံဖို့ပဲဖြစ်ပါတယ် ဒါလေးကိုမြင်မထားပါကျွန်တော်တို့ဟာဘယ်တော့မှတယောက်တည်းမဟုတ်သလိုမင်းလခံထားရတာလည်းလုံးဝမဟုတ်ပါဘူးတိတ်ဆိတ်ပြီးအထီးချမ်းဆန်းတဲ့အချိန်ကာလတွေဆိုတာလေအတူအယောင်ဒီအားလုံးကိုဖယ်ရှားပြီးလာပါပြီးစစ်မှန်တဲ့အနာဂတ်တစ်ခုအတွက်မြင့်မြတ်တဲ့ပြင်ဆင်မှုတွေသာဖြစ်ပါတယ်ဒီတင်ဆက်မှုကိုနောက်ဆုံးအတွေ့အလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်နောင်နေချင်းကြမှုတွေမျက်ရည်တွေနဲ့ပျက်စီးသွားတဲ့အိမ်မက်ဒီတိုင်းဟာတကယ်တော့အဆုံးစုံသောခွန်အားနဲ့ရည်ရွယ်ချက်အတွက်ဖျားသခင်ပုံစံထုတ်ထားတဲ့အကောင်းဆုံးပြင်ဆင်မှုတွေဒါဖြစ်နေခဲ့ရင်ရောဘယ်လိုလုပ်မလဲစဉ်းစားကြပါလဲနော်